မာပြည်သူလူမျိုးရဲ့တတော်ဤဗမာပြည်သူလူမျိုးရဲ့တော်ဤတပ်ဖွဲ့ဝင်တရားအဖြစ်ခံယူသည် တပ်ဖွဲ့ဝင်တရားဖြင့်ခံယူသည်စစ်ကောင်စီအာဏာသိမ်းပြီး၄နှစ်ကျော်ကာလတွင်ကျွန်တော်တို့ပြည်သူတွေဟာတနေ့ထက်တစ်နေ့အကြောက်တရားတွေနဲ့ပဲရင်ဆိုင်နေကြရပါတယ်ဒီတော်လှန်ရေးမှာEAOတွေဟာຫນွေဦးတော်လှန်အစုဖွဲ့တီးတီးကိုပုံစံမျိုးစုံနဲ့ကူညီပေးနေပါတယ်ဒါ့အပြင်သူတို့ဒေသမှာအခြေစိုက်တဲ့စစ်ကောင်စီရဲ့စစ်စခန်းပေါင်းများစွာကိုတိုက်ခိုက်သိမ်းပိုက်ပြီးမြို့ပြများကိုပါထိန်းချုပ်လာနိုင်ပါတယ်တောင်တန်းဒေသတွေမှာစစ်ကောင်စီရဲ့အငွေ့သက်တွေတဖြည်းဖြည်းလွင်ပါပြက်ွယ်လာတာကိုလည်းတွေ့ရပါတယ်တစ်ဆက်တည်းမှာပဲပြည်သူနဲ့တော်လှန်ရေးအင်အားစုဟာလည်းအရှိန်ဟုန်ကောင်းစွာနဲ့ပူးပေါင်းဆောင်ရွက်နေကြပြီးဒေါ်လာရေးရဲ့အနှစ်သာရကိုပုံဖော်လျက်ရှိပါတယ်စနစ်ဆိုးကိုဖြိုဖျက်စနစ်ကောင်းတစ်ခုကိုတည်ဆောက်နိုင်ဖို့လက်နက်ကင်ကျော်နေကိုဆင်နွှဲနေရပြီးရိုးရွင်းနေတဲ့လူ့ဖွဲ့စည်းတစ်ခုလုံးကိုပြောင်းလဲနိုင်မှသာစစ်မှန်တဲ့တော်လှန်ရေးတည်းအဖြစ်သမိုင်းမှာချန်ထားခဲ့နိုင်မှာဖြစ်ပါတယ်။ဒါကြောင့် BBL ဟာစစ်တပ်တစ်ခုအနေနဲ့ COC စစ်ရေးနိုင်ငံရေးမူဝါဒစတာတွေကိုတည်ပြုထုတ်ပြန်ကလက်တွေ့ကျင့်သုံးနေပြီး BBL မှာတာဝန်ထမ်းဆောင်သူတွေအနေနဲ့ကြိုတင်လေးလာထားနိုင်မှာဖြစ်ပါတယ်။လက်ရှိမှာလည်းတော်တော်တို့ဝင်ရောက်လူသူများကိုတေချာစီစစ်ရွေးချယ်ခေါ်ယူလျက်ရှိပါတယ်။ကျွန်တော်တို့ BBL ကတိုက်ပွဲအောင်ပွဲမှသည့်လူထုလွတ်မြောက်ရေးစီတို့ဆိုပြီးဆောင်ဖို့တိုင်းပြည်သူလူထုနဲ့သားရရက်တီကတော်ရင်ရေးပြီးဆုံးအောင်မြင်သည့်အထိတိုက်ပွဲဝင်သွားမယ်ဆိုတာထပ်လောင်းကတိပြုအပ်ပါတယ်။